လိုဆေးရဲ့ကဘာဗလားကိုအသင်းများဆုံးစံချိန်ကိုဘယ်သူချိုးဖျက်နိုင်ပါလဲမက်ဆီလားအမ်ဘပေလားပရိသတ်များလုံးမဲ့မင်္ဂလာပါခင်ဗျ Highlight မြန်မာ Sport ရဲ့ Facebook စာမျက်နှာနဲ့ YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေ2026ခုနှစ်ရဲ့နွေရာသီကဘာဗလားပြိုင်ပွဲကြီးစတင်မှုလပိုင်းလိုကိုရောက်ရှိလာတဲ့ချိန်မှာကဘာဘောလုံးသမိုင်းတစ်လျှောက်လုံးဘယ်သူမှလိုက်မမီနိုင်သေးတဲ့ကမ်ပနီကန်ဝင်တိုက်စစ်မှုကြီးမီယိုစလက်ကလိုဆေးရဲ့16ဂိုးဆိုတဲ့ကဘာဗလားသမိုင်းတစ်လျှောက်ဂိုးများဆုံးစံချိန်ကြီးကကြီးမားတဲ့ချိန်ချောက်မှုကြီးနှစ်ခုနဲ့တပြိုင်နက်တည်းရင်ဆိုင်နေရပါပြီဘာလို့လဲဆိုတော့လီယိုနယ်မက်ဆီက73ဂိုးနဲ့ကတည်းကလိုက်နေတယ်လို့ကယ်လင်အမ်ဘပေကလည်း12ဂိုးနဲ့နောက်ကနေတဟုန်ထိုးပြေးတက်လာနေပါပြီဒီနေရာဒီမှာဘယ်သူကစံချိန်ကိုချိုးဖျက်သွားမလဲဆိုတဲ့မေးခွန်းကပရိသတ်တွေအတွက်စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်လာပါတယ်မက်ဆီကလက်ရှိမှာ73ဂိုးသွင်းယူထားပြီးကလိုဆေးရဲ့စံချိန်ကိုကျော်ဖြတ်ဖို့နောက်ထပ်4ဂိုးသာလိုအပ်ပါတော့တယ်ဒါကတမန်တိုက်စစ်မှုတယောက်အတွက်ခက်ခဲပေမဲ့မက်ဆီလိုကန်ဝင်အတွက်ကတော့ပြိုင်ပွဲတစ်ခုထဲမှာအလွယ်တကူသိမ်းယူနိုင်တဲ့ရည်အတွက်ဖြစ်ပါတယ်ဒီပြလီယိုနယ်စကာလိုနီတီဆောက်ထားတဲ့အာဂျင်တီးနားအသင်းကမက်ဆီယိုကိုပြုပြီးတော့သူ့ကိုရုပ်ပိုင်းဆိုင်ရာပြင်ပမှုမရှိအောင်လို့အသင်းဘော်တွေကအစားထိုးပြေးလွှားပေးတဲ့စနစ် systematic protection ကိုအသုံးပြုထားပါတယ်။ဒါ့အပြင်အာဂျင်တီးနားအသင်းရရှိမဲ့ပနွေနဲ့ဒီကန်ဘော်တွေအားလုံးကိုမက်ဆီတယောက်တည်းကသာတာဝန်ယူကန်သွင်းမှာဖြစ်လို့သူ့အတွက်ကိုရနိုင်ကြီးကအရန်ကိုမြင်မာနေတာပဲဖြစ်ပါတယ်။ဒါပေမဲ့ပကတိရှိတရားကိုမျက်ကွယ်ပြုလို့မရပါဘူး။ဒီနေရာဒီမှာမက်ဆီကအသက်39နှစ်ထဲကိုဝင်ရောက်လာပြီဖြစ်ပါတယ်။ကဘာဗလားလိုရက်ပိုင်းတွင်ပွဲဆက်တွေကစားတဲ့ပြင်းထန်တဲ့ပြိုင်ပွဲမျိုးမှာမိနစ်60အပြည့်ပွဲတိုင်းပါဝင်ကစားနိုင်မှုဆိုတာကရုပ်ပိုင်းဆိုင်ရာအရာအတော်လေးကိုခက်ခဲတဲ့စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။တကယ်လို့သာတရားပြဿနာလေးတွေဝင်လာခဲ့မယ်ဆိုရင်တော့ပွဲချိန်ပြင်မကစားနိုင်ခဲ့ဘူးဆိုရင်တော့၄ဂိုးဆိုတဲ့ပြစ်မှတ်ကအလှမ်းဝေးသွားနိုင်ပါတယ်။အမ်ဘပေကတော့12ဂိုးရရှိထားပြီးစံချိန်ကိုကျော်ဖြတ်ဖို့9ဂိုးလိုအပ်ပါတယ်။2022ကဘာဗလားတစ်ချိန်ထဲမှာတင်10ဂိုးထိသွင်းယူပြီးတော့ရွှေဖနက်စုရထားတဲ့ကစားမအတွက်9ဂိုးဆိုတာကခေါင်းထဲထည့်စရာကိုမလိုတဲ့ပြစ်မှတ်တစ်ခုဖြစ်ပါတယ်။အမ်ဘပေကအခုဆိုရင်အသက်28နှစ်အရွယ်ဘောလုံးသမားတစ်ယောက်ရဲ့ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါအတောက်ပါဆုံးရွှေခေတ်ကိုရောက်ရှိနေပါပြီ။ရီယယ်မက်ဒရစ်လိုဥရောပရဲ့ကြီးကျယ်ဆုံးကလပ်အသင်းမှာတောက်ရောက်ကစားနေကြတဲ့အတွက်အနိုင်မခံအရှုံးမပေးတဲ့စိတ်ဓာတ်နဲ့ဖိအားတွေကိုရင်ဆိုင်ကြော်ဖြတ်နိုင်စွမ်းကအရင်ကထက်အစားပေါင်းများစွာပုံမှုထက်မြက်ရင့်ကျက်နေပြီဖြစ်ပါတယ်။ပြင်သစ်သင်းရဲ့တံမြတ်တိုက်စစ်တွေမှာသူ့ရဲ့လျက်စီလက်တလို့မြန်ဆန်တဲ့အမြန်နှုန်းကိုကဘာဗလားကဘယ်နောက်ခံလူမှအလွယ်တကူတားဆီးနိုင်မှာမဟုတ်ပါဘူး။အမ်ဘပေရဲ့တကူရဲသောစိုးရင်စရာကပြင်သစ်နိုင်ငံအသင်းရဲ့ကစားကွက်အတက်ကြပါပဲ။ကွင်းလက်ကနေအခွင့်အရေးဖန်တီးနိုင်မှုအားနည်းသွားတဲ့ပွဲစဉ်တွေမှာပြင်သစ်တိုက်စစ်ကရုန်းကန်ရလေးရှိပြီးတော့ဒါကိုပြီးခဲ့တဲ့ဥရောပဗလားပြိုင်ပွဲတွေမှာတွေ့ခဲ့ရတာပါ။ဒီစံချိန်ကိုချိုးဖျက်ဖို့အတွက်အကြီးမားဆုံးထောက်ပံ့ဖြစ်လာမယ့်ချက်ကတော့နိုင်ငံပေါင်း48သင်းပါဝင်ရှင်ပြိုင်မဲ့2026ကဘာဗလားရဲ့စနစ်တည်ကြီးပါပဲ။အရင်ကဘော်လီဝဲရောက်ဖို့9ပွဲသာကစားရပြီမဲ့အခု48သင်းစနစ်မှာတော့ရှုံးထွက်32သင်းအဆင့်တစ်ဆင့်တိုးလာတဲ့အတွက်ဘော်လီဝဲဒါမှမဟုတ်တတိယလူပွဲအထိတက်လာမဲ့အသင်းကစုစုပေါင်း10ပွဲဒီကစားမှာဖြစ်ပါတယ်။ပွဲပုံများလေကိုသွင်းမှုအခွင့်အရေးပုံများလေပါပဲ။48သင်းပါဝင်လာတဲ့အတွက်အုပ်စုစင်မှာဘောလုံးစင်တန်နဲ့ငယ်ကွာဟာတဲ့အသင်းငယ်လေးပါဝင်လာမှာဖြစ်ပါတယ်။ဒီလိုအသင်းငယ်တွေနဲ့တွေ့တဲ့အချိန်မှာမက်ဆီနဲ့အမ်ဘပေတို့အတွက်အကိုကြီးအတွက်စိတ်ကြိုက်ဆူဆောင်းနိုင်မဲ့အကောင်းဆုံးခွေကြီးဖြစ်လာမှာပါ။အချက်လက်တွေရုပ်ပိုင်းဆိုင်ရာအခြေအနေနဲ့လက်ရှိပကတိအရှိတရား reality ကိုဗလိုက်မှုကင်းကင်းတဲ့ချိန်ထိုးကြည့်လိုက်တဲ့အခါမှာတော့ဒီသမိုင်းဝင်စံချိန်ကြီးကိုချိုးဖျက်သွားဖို့ရာခိုင်နှုန်းအများဆုံးရှိနေသူကတော့ကယ်လင်အမ်ဘပေပဲဖြစ်ပါတယ်။မက်ဆီအနေနဲ့၄ဂိုးသွင်းဖို့ဆိုတာဖြစ်နိုင်ခြေရှိပေမဲ့အသက်39နှစ်အရွယ်မှာပြိုင်ပွဲတစ်လျှောက်လုံးတရားကင်းစင်ပြပုံမှန်ခြေစွမ်းပြသနိုင်ဖို့ဆိုတာကတဘာဝတရားကိုကြီးကျယ်အန်တုရမယ့်ကိစ္စဖြစ်ပါတယ်။အမ်ဘပေကတော့9ဂိုးလိုအပ်တယ်ဆိုပေမဲ့သူ့ရဲ့ကောင်းဆုံးအရွယ်ပောက်ကွဲအားပြေဝရှိနေတဲ့အချိန်ဖြစ်လို့ပြင်သစ်အသင်းသာကွာတာဖိုင်နယ်လောက်ထိတက်လှမ်းနိုင်ခဲ့မယ်ဆိုရင်တော့ဒီစံချိန်ကိုအေးဆေးဆေးပဲကြော်ဖြတ်ပြသွားမယ့်အနေအထားမှာရှိနေပါတယ်။ညီကိုတို့ကရောဘယ်လိုမြင်ကြလဲခင်ဗျ။မက်ဆီနဲ့အမ်ဘပေတို့နှစ်ယောက်မှာဘယ်သူကကလိုဆေးရဲ့ဂိုးများဆုံးစံချိန်ကိုချိုးဖျက်သွားနိုင်မယ်လို့ထင်ပါလဲခင်ဗျ။ပြောပြပေးသွားခဲ့ကြပါဦးခင်ဗျ။စုံဒီလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျ။